2026ခုနှစ်မှာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒုက္ခအကျယ်ပွင့်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်တစ်နှစ်စာဟောစတန်လေးဖြစ်ပါတယ်နော်အဲ့တော့စနေသားသမီးတွေအတွက်ကြံကြမှာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ပထမဆုံးကြောက်လာတဲ့တဲတော်နမိတ်ကသူကကျယ်ပွင့်3ပွင့်ဆိုတဲ့နမိတ်ပါကျယ်ပွင့်3ပွင့်ကကြတော့ဖျားเจ้าတစ်ခုရဲ့နိုင်ရံမှာကျွန်တော်ကြကြီးရေးထိုးနေတဲ့ပုံလေးနဲ့နမိတ်အဲ့တော့စနေသားသမီးတွေကဒီနှစ်2026ကမှတ်ကြောက်တင်မဲ့နှစ်လို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်အဲ့ဒီစကားလေးကိုမှတ်တာပါစနေသားသမီးတွေအတွက်မှတ်ကြောက်တင်ခံရမယ့်နှစ်ဖြစ်ပါတယ်ကိုလုံးနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအရန်တည်တည်တာနဲ့အောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကလည်းမျိုးဖြစ်ပါတယ်ဘဝမှာအမြဲတမ်းမှတ်မှတ်ရရပြန်ပြောလို့ရမယ်နှစ်မျိုးပါပဲငါတို့2026တုန်းကတော့ကွာစီးပွားရေးတက်လိုက်တာဒါပဲအဲ့ဒီမှာငါကားတွေလည်းဝယ်နိုင်တယ်အိမ်တွေလည်းဝယ်နိုင်တယ်ခြံတွေလည်းဝယ်နိုင်တယ်ဟာသားသမီးတို့လည်းငါအလှူအတန်းကြီးကြီးမားမားလုပ်ပေးနိုင်တယ်အဲ့လိုပဲဘဝမှာ2026ခုနှစ်မှာစနေသားသမီးတွေဟာမှတ်ကြောက်တင်ရလောက်တဲ့အခြေအနေဒီကံကြမ္မာကောင်းတွေကိုကြုံနိုင်တဲ့နှစ်ဖြစ်ပါတယ်ဘဝကတစ်စေချိုးပြောင်းလဲသွားနေတဲ့နှစ်ပါပဲမနေ့တော့တဲအိမ်မှာနောက်နေ့ကျတိုက်အိမ်ပေါ်ရောက်နေတာမျိုးပေါ့နော်အခြေအနေတွေကောင်းတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေကံဉဏ်ဝရိယသုံးပါးသလုံးတိုက်ဆိုင်ပြီးတော့စ조사အားထုတ်နိုင်အောင်စ조사တဲ့အချိန်ကာလဖြစ်ပါတယ်စီးပွားရေးတွေတိုးချဲ့ပြီးတော့လုပ်တင်ပါတယ်လုပ်ငန်းတွေအင်တိုင်အားတိုက်လုပ်တင်ပါတယ်အယောင်းဝယ်တွေလုပ်တင်ပါတယ်အပေးယူတွေလုပ်တင်ပါတယ်ပွဲသားလုပ်ငန်းတွေအောင်မြင်ဖြစ်ထွန်းတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအခြေအနေကောင်းတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းဘူးလားလို့စဉ်းစားရမယ့်နှစ်မျိုးမဟုတ်ပါဘူးအင်တိုင်အားတိုက်ကိုလုပ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါစနေသားသမီးတွေအတွက်နမိတ်ဖတ်တာပါဘဝမှာမှတ်ကြောက်တင်ရလောက်တဲ့အခြေအနေတွေသိတာထင်ကြတဲ့အပြောင်းအလဲတွေတေတာပေါက်ကြုံနိုင်ပါတယ်နံပါတ်1ကစနေသားသမီးတွေကိုစိတ်ဒုက္ခပေးနိုင်တဲ့အကြောင်းတရားတွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပါတယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတယ်ဆွေမျိုးသားချင်းတွေရှိရကနေထွက်ပြေးခြင်းတွေပေါ်ပေါက်သွားတတ်ပါတယ်ကိုယ့်အိမ်မှာဆွေမျိုးသားချင်းတွေလာပြီးတော့ဒုက္ခပေးသွားတတ်ပါတယ်အဲ့ဒါလေးတော့သတိထားပါနံပါတ်3ချက်ကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာကတော့ဘုရင်လင်းလင်းပြောရရင်တော့စနေသားသမီးတွေက2026ခုနှစ်မှာပတ်စံချီတာငှားတာအာမခံတာတွေလုံးလုံးမလုပ်သင့်ပါဘူးငွေပေးငွေယူလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အစင်မပြေဖြစ်တတ်ပါတယ်ရစရာကြီးတဲ့ငွေတွေချောချောမောမောမရတတ်ပါဘူးပေးစရာကြီးတဲ့ငွေတွေထင်းခေါ်ကြံ့ကြပြီးတော့မှပေးနိုင်မဲ့ကံသာတာမျိုးရှိပါတယ်တန်းနိုင်တော့စနေသားသမီးတွေကလာမဲ့ဒီနှစ်2026ခုနှစ်မှာကိုယ့်အကိုစ조사သင့်ပါတယ်ပတ်စံချီငှားအာမခံရှုပ်ထွေးပွေးလီမပြုတ်လို့သင့်ဘူးလို့အကြံဉာဏ်ပေးခြင်းပါနံပါတ်3ကတော့လူမှုရေးပေါ့နော်လူမှုရေးမှာကြတော့စနေသားသမီးတွေဘာကြုံနိုင်လဲဆိုတော့နည်းနည်းလေးခံရရှိအောင်မွေးတာပါကိုရန်ခင်မင်းနဲ့မိတ်ဆွေတွေကိုယ့်ရဲ့အပေါင်းအသင်းတွေတကယ်ချင်းတွေမမျှော်လင့်မနဲ့ကိုယ့်စီကနေပြီးတော့ခွဲခွာသွားတာမျိုးတွေခဏခဏကြုံတတ်ပါတယ်မကောင်းသောခွဲခွာခြင်းမျိုးတော့မဟုတ်ပါဘူးနော်ကောင်းတယ်သူလည်းသူကိစ္စနဲ့သူဝေးသွားတာတို့အဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ်နော်အဲ့ဒါလေးတော့ရှိပါတယ်နောက်ပညာရေးကဏ္ဍတွေမှာတော့နည်းနည်းလေးအဖို့တွေအခက်အခဲလေးတွေစူးစမ်းပြီးတော့မှအောင်မြင်ဖြစ်ထွန်းသွားတတ်ပါတယ်နောက်တစ်ခုစနေသားသမီးတွေအတွက်အကောင်းဆုံးကဘာလဲဆိုတော့အခြေရေးပါအခြေအနေနဲ့ပတ်သက်ရင်ကံတာရာကောင်းတယ်အေဂရီဆိုတဲ့နမိတ်ကြတယ်ဘယင်မနမိတ်ပေါ့အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံတာရာကောင်းတယ်ဘယ်လောက်တောင်ကောင်းလဲသူကအခြေအနေနဲ့ရောပြီးတော့စီးတိမ်ဥစ္စာပြည့်စုံတာပေါ့အဲ့တော့ကိုနဲ့ကိုချစ်သူနဲ့နှစ်ယောက်ပေါင်းပြီးလှုပ်လိုက်တဲ့အလုပ်တွေအောင်မြင်သွားတယ်ကိုနဲ့ကိုအိမ်အောင်ဘက်နဲ့ကိုမျိုးသားနဲ့ကိုမျိုးသမီးနဲ့ရောပြီးတော့ပေါင်းပြီးတော့လှုပ်ဆောင်လိုက်တဲ့ကိစ္စတွေအောင်မြင်ဖြစ်ထွန်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံတာရာကောင်းတယ်သားသမီးရင်သွေးရတနာရတတ်တယ်သားသမီးမွေးဖွားမွေးသားရတာမျိုးတွေဖြစ်တတ်ပါတယ်စနေသားသမီးတွေ2026မှာမိသားစုပျော်ရွှင်ရတတ်တဲ့နှစ်ပါပဲအဲ့တော့သတိထားမှာဆွေမျိုးသားချင်းအတွက်နည်းနည်းလေးစိတ်မောလူမောကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရာ2026မှာအဓိကတော့အပြာရောင်နဲ့အနက်ရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းသင်္ကန်းကိစ္စကြီးတွေကစနေတွေက2026မှာအပြာတွေအနက်တွေဝတ်တင်ပါတယ်ကဏ္ဍအပြင်ဆိုရင်6ကဏ္ဍ9နဲ့ကဏ္ဍကောင်းပါတယ်နောက်မြတ်စွာဘုရားကိုတရက်ယူတို့တရက်သီးတနတ်တို့အဲ့ဒါစွန်းတော်ကပ်ပါကိုယ်မကောင်းတဲ့ကံတာအညံ့ကလေးမကြမကြကပ်ပေးပါအကြောင်းချင်းကကိစ္စရှိတိုင်း2026မှာတရတိတနတ်နဲ့စွန်းတော်ကပ်တင်ပါတယ်ကဲဟောဒရန်လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါလေးကတော့အဘဇာကြီးမင်းသိင်္ဂါရဲ့ကြီးပရောက်ပရိလေးပဲဖြစ်ပါတယ်ကြီးနဲ့ပရောက်အပြီးပေါက်ဆိုတာပြည်စီခြင်းပြည့်မြောက်ခြင်းအောင်မြင်ခြင်းကိုယ့်ရဲ့အလုပ်ကိုင်နေကြံစီတွေမြန်မြန်တန်တန်ပြည်စီပြည့်မြောက်အောင်မြင်စေဖို့အတွက်စောင့်ထားရတဲ့မင်းသိင်္ဂါပရိလေးဖြစ်ပါတယ်စိတ်ကြတော့မလိုပါဘူးစောင့်ထားတာနဲ့ဆွမ်းပါတယ်စိတ်မဲ့ဆိုရင်လည်းပရိစိတ်ကြီးလေးပါပါတယ်နော်ဒီပရိလေးတွေဒါလိုချင်တယ်ဆိုရင်ကျွန်တော်တို့ Viber နဲ့ဆက်သွယ်ပြီးတော့မှားနိုင်ပါတယ်ကျွန်တော်တို့ပို့ပေးပါမယ်နော်ဒါတော့ဝါစိမ့်ဒီလက်ပတ်လေးဖြစ်ပါတယ်ကျမကြီးမကောင်းတဲ့လူတွေအတွက်တံပြန်စမနဲ့စီရင်ထားတဲ့အဝါရောင်လက်ပတ်လေးဖြစ်ပါတယ်ဒါတော့စီးပွားရေးအတွက်အစိမ်းရောင်လက်ပတ်လေးပေါ့နော်ကြီးလေကြီးစမနဲ့စီရင်ထားတာပါဒါကတော့အနီရောင်လက်ပတ်လေးဖြစ်ပါတယ်ပီယာအင်းနဲ့စီရင်ထားတဲ့လက်ပတ်လေးဖြစ်ပါတယ်အဲ့ဒီအင်းတွေကိုပဲကျွန်တော်လက်ဖွဲ့ဆက်လွယ်လေးအဆောင်ဆက်လွယ်လေးအဲ့ဒါလေးလည်းစီရင်ပေးထားပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေဈေးတိုင်းတွေအယောင်းဝယ်မကောင်းတာတို့ဒုတိယသတိလုပ်ငန်းတွေအတွက်
ဝါစိမ့်ဒီစမဖျောင်းနိုင်လေးတွေပါဒါကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာစီရင်ပေးထားတဲ့ဖျောင်းနိုင်လေးဖြစ်ပါတယ်ကိုမှအကြောင်းချင်းကကိစ္စကြီးတဲ့ဈေးဆိုင်တွေအတွက်ထွန်းနေတယ်ဆိုရင်မှာပြီးတော့ထွန်းလို့ရပါတယ်ဒါကတော့အကြောင်းချင်းကကိစ္စကြုံတဲ့အခါမှာအရေးကြီးတဲ့ကိစ္စတွေကြုံတဲ့အခါမှာအဋ္ဌံပြီးထွန်းရတဲ့ယရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ခုနှစ်ရက်သားသမီးများအတွက်ကျွန်တော်တို့မားမလတ်တဲ့ကြားတွေဟာကျွန်တော်စီရင်ပေးထားတဲ့အဆောင်ရတရားပစ္စည်းလေးတွေဖြစ်ပါတယ်ဒါလေးတွေကိုလိုအပ်တယ်အလိုရှိတယ်ဆိုရင် Viber နဲ့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းလိပ်စာကျတော့ရန်ကုန်ဘက်ကလာတဲ့အခါမော်ဘီတိုးဂိတ်နောက်မှာကိုလုံးကွင်းဆိုတဲ့မှတ်တိုင်ကြည့်ပါတယ်ကိုလုံးကွင်းမှတ်တိုင်ကနေဝင်ပိန်နေကုန်းကျေးရွာမှာယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်ကဲစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာနှစ်တည်းလေးဖြစ်ပါစေမင်္ဂလာနှစ်တည်းကူလေးဖြစ်ပါစေနော်လာမယ့်2026ခုနှစ်တစ်နှစ်တာကာလပတ်လုံးကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံးဘဝကိုတဲ့နော်မှတ်ကြောက်တင်ရမယ်နှစ်တစ်နှစ်ဖြစ်အောင်ဇွဲလုံးလာဝရိယအပြည့်နဲ့ကြိုးစားအားထုတ်နိုင်ကြပါစေနော်ဘဝလန်းခီးလန်းကိုလည်းပူပင်တော့ကကင်းကင်းကြောင်းကြပြပါတာကင်းကင်းနဲ့အေးချမ်းချမ်းရှောင်းလန်းနိုင်ကြပါစေလို့ဆုတောင်းမြတ်တာများပို့တာပေးလိုက်ပါလေ